Manchester United ရဲ့အိမ်မက်ပြဆက်ယုံ Old Trafford ဟာလွန်ခဲ့တဲ့နှစ်ပေါင်း100ကျော်ကတည်းကစတင်ခဲ့တာဆိုတာတင်သိပါသလား1909ခုနှစ်မှာမြေနေရာစတင်ရှင်းလင်းခဲ့ပြီးထူးခြားတဲ့ပြည်သူ့ကာလက်ရာတွေနဲ့စတင်တည်ဆောက်ခဲ့ပါတယ်1910မှာပြည်သက်8000ဆန်ကွင်းကြီးအဖြစ်ခန်းခန်းနားနားဖွင့်လှစ်ခဲ့တာပါဒါပေမဲ့ဒုတိယကမ္ဘာစစ်အတွင်းဗုဒ္ဓံကြောင့်ကွင်းကြီးဟာအကြီးအကျယ်ပျက်စီးခဲ့ရမှုပါတယ်စစ်ပြီးခေတ်မှာတော့ကွင်းကြီးဟာအပြက်စီးတွေကြားမှာငြိမ်သက်နေခဲ့ရပါတယ်1949မှာတော့ဆွဲလုံးလာတွေနဲ့ပြန်လဲတိဆောက်ခဲ့ပြီးပြည်သက်တွေပြန်လဲဝင်ရောက်ခွင့်ရခဲ့ပါတယ်1960ခုနှစ်တွေမှာတော့ကမ္ဘာအဆင့်မီတဲ့အမိုးတွေနဲ့ခစ်မီတဲ့အားကစားကွင်းကြီးအဖြစ်အသွင်ပြောင်းခဲ့ပါတယ်ပြည်သက်တွေပုံမတတောင့်တတရှိစေဖို့အားလုံးထိုင်ကုန်နဲ့ကြီးစုရတဲ့စနစ်ကိုလည်းစတင်ခဲ့ပါတယ်Sir Alex Ferguson ရဲ့ရွှေရောင်ကာလတွေမှာတော့ကွင်းကြီးကိုပုံမကြီးကျယ်ခမ်းနားအောင်ထပ်မံတိုးချဲ့ခဲ့ပါတယ်ယနေ့မှာတော့9000ကျော်ဆန်တဲ့ဒီကွင်းကြီးဟာကမ္ဘာတဝန်းကပြည်သက်တွေအတွက်တကယ်အိမ်မက်ပြဆက်ယုံကြည်ဖြစ်နေပါပြီ။